Christmas ဘဘိုးရဲ့သားကိုပြန်ပေးဆွဲခဲ့တဲ့မိချာဦး Merry Christmas Ho 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 Merry Christmas မင်္ဂလာပါကလေးတို့ရေမြောင်အခုပါချရွာကိုရောက်ပြီဆိုတော့လက်ဆောင်ထုတ်လိုက်အောင်မယ် Hello Only Christmas ဟမ်ဒီအချိန်ကြီးမအိတ်သေးပဲဘာလုပ်နေရလဲဟာ Christmas ဘဘိုးစောင့်နေတာပေါ့လို့လက်ဆောင်တစ်ခုတောင်းချင်လို့စောင့်နေတာပါရှင်ဘာလက်ဆောင်တောင်းမလို့လဲပြောကြည့်လေရင်ထဲပေါ့သွားတာပေါ့တကယ်နော်ဒီမှာပါရှင်ဒါလေးလို့ကျင်တာအဲ့ဒါဘာကြီးတော့ဒါကကိုရီးယားမင်းသားပုံလေးသူ့ကိုရချင်တယ်သူ့လက်ဆောင်ပေးပါနော်ခရစ်စမတ်ဘဘိုးကြီးအဲ့လိုပေးလို့မရဘူးလေဘာလို့ပေးလို့မရလဲကိုရီးယားမင်းသားမရရင်ထိုင်းမင်းသားရောဟင်မရဘူးဂျပန်မင်းသားရောအဲ့ဆိုဝတ္ထုတွေကလူဆိုရင်ရောဟင်မရဘူးပို့လို့တောင်းမရဘူးနေရခရစ်စမတ်ဘဘိုးဟုတ်ရဲ့လားဒီလမ်းပြတောင်းစားပြရမယ်ပြသွားပြီလေတရေမောင်းထအော်လက်ဆောင်မပေးရထပ်ပြီးမယ်ပေါ့လေခရစ်စမတ်ဘဘိုးဟုတ်တော့ပါရဲ့ယာမိချာဦးရဲ့အမြင့်ခုံအစွမ်းယာကဲဟဲဝါငါလေးပေါ်ပြန်နေပြီတော့ဒီလိုနဲ့မိချာဦးလဲခရစ်စမတ်ဘဘိုးနေတဲ့နေရာစီဆက်စီကြကြနဲ့ရောက်သွားတော့တယ်ဝါမိုက်တယ်ဟာဟိုးဟဲလ်ဘဘိုးဒီနေ့စောလာကြည့်လားကျမတော်မအခုမှအပြင်ထွက်တော့မလို့ဟုတ်တယ်အဲစာရဲ့အပြင်ထွက်ပြီးဘယ်တော့မလို့လဲအဲစာရဲ့တချင်းသွားစုံမလို့ပါရှင် Into the unknown Into the unknown Into the unknown ဖေးလုံးမအဲစာငါနားစီပြီးတော့ပြဲပါပြီကဲအထဲဝင်ပြီးနားလိုက်အောင်မဟိငါလည်းလိုက်သွားမယ် Let it go Let it go ဝါခရစ်စမတ်တစ်ပင်ကြီး Oh my god မိုက်တယ်လက်ဆောင်ပို့ရမယ့်ကလေးနာမည်တွေကယူရှိပုံကီတီဆက်စီပချိုင်းနာဟုတ်ကဲ့မှတ်သားထားပါပြီရှင်နံပါတ်3888ဟုတ်ကမနာမည်စင်းလာပြီတဲ့ခုမကိုလာယူပါလားခြေတော့မပါဘူးလားကြက်မရဲ့ဟဲ့ငါနဲ့ထရာလူကိတ်တယ်နော်အလုတ်ပြုတ်ခံကျင်တာလားနေရာလူကိတ်တာတော့တနာတယ်ငါတတိယရီးစားလေဟဲ့သိလားခရစ်စမတ်မှာငါမဆဲကြည့်ဘူးနော်ပေးတဲ့ငါ့ကိုဒါကောင်မပေးရမယ်ကဲဟဲ့အမလီညီမလေးရော့မခန်းနဲ့ဒီမှာဒါနဲ့ပြန်ချရော့ဟဲ့တေးပြီချာဟေးနောင်ကျင်းယာအမလီတနားကြီးကြတော့မရက်သေးဘူးလားဟဲ့ကြောက်အောင်ပါတော့မစီးပြတ်တယ်ဒါပါဆိုင်ရက်လေဟုတ်ဒါငါတို့ရွာအတွက်ပဲပါချကျေးရွာအတွက်လက်ဆောင်ပေးရမယ်စင်းမြမိဝတ်တော့ပုံမိချဦးဟဲပါချရွာငါအမြင်ကတ်တဲ့သူရဲ့နာမည်တွေကိုဖျက်ထားရမယ်ဘာလို့နေရလဲအိုမနာဝါရှင်းကဘာတူလဲငါခရစ်စမတ်ဘဘိုးရဲ့အကြီးဆုံးသားပဲမင်းဒီဘလိုရောက်လာလဲဟိုဖိုးရဲ့သားပေါ့တစ်စက်မှလည်းမတူသူညီမှုတုံညရခိုင်တော့ဒီလောက်မိုက်တဲ့သားမျိုးရှိတာဘာလို့ငါ့ကိုလက်ဆောင်မပေးရထွက်သွားရလဲဒီအဖိုးကြီးကတော့ဟ
မရဘူးပို့တော့တောင်းမရဒီနေရာကိုတာမန်လူတွေလာလို့မရဘူးအခုချက်ချင်းပြန်ပါကိုကလည်းခဏပဲနေမှာပါလို့ခဏလည်းမရဘူးမင်းကိုအခုချက်ချင်းလူပြိုပြန်ပို့ရမယ်ဒါဆိုလည်းပြေးပြီဟဲ့ဟာဘယ်ပြေးရလဲရက်စမ်းငါဒီအထီတောင်ရောက်လာပြီပဲနေရာဆိုအောင်တော့ရှောက်ပတ်ပြစ်မယ်ဒါပေမဲ့ငါ့ကိုဟိုအစင်လေးလာဖမ်းသွားနိုင်တယ်ဟာဟိုမှာအိုးလဲကန်းဆိုပါလားငါရုပ်ဖြတ်ပြီးရှောက်သွားရမယ်ခဏကြာတော့တာဒါစတော့ပြီမလားအိုမူနာငါမျက်လုံးလေးကျိတ်လိုက်တာဒီဗီဒီယိုကြည့်နေတဲ့သူကခရစ်စမတ်ညမှာရောက်တဲ့အထီးကျန်နေဆိုရင်ကျမနဲ့သူလိုက်ခဲ့ပြီတော့သုံးဆောင်ပါဦးရှင်ဟုတ်ကဲ့ရှင်နောက်ထပ်9ဘကန်လောက်ထပ်ပေးအောင်နော်ဟုတ်ကဲ့အမလီပိတ်တာမကြီးတော့စားပြီးပြီဆိုတော့ဘယ်မှာတောင်းမွေရမလဲဟိုလေးတစ်စိမ့်လောက်ဒီကျဲကိုထင်းရှူးပင်ထိတ်မှတက်ပေးပါလားယင်ရတာဗောကွကဲရပြီလားဟုတ်ရပြီဗျဒီတပင်မဲ့တက်ဖို့ကြံတော့တာဆိုတော့လေဟဲ့ဒါဆိုစင်းပြီနော်အမလီကျိုးပြီတော့အမလီကဲပါဟဲ့ပုတ်တော့ဟဲ့ဟာဟဲ့မီခရိုမီယံပိတ်ကြလေးဒီမှာထက်လိုက်ကုန်ပြီမိချာဝကဲတင်ပြီးနောက်ဟဲ့အမလီငါတေတော့မလို့ဆိုတော့မင်းကငါအနောက်ကိုတိတ်တိတ်ခိုးလိုက်လာရဲ့ပေါ့လေလက်ဆောင်မှမပေးတာကိုရီးယားမင်းသားရကျင်ပါလေဆိုနေမှလက်ဆောင်တောင်းလဲဖြစ်နိုင်တာကိုတောင်းလေနေယုံနေရင်လည်းကိုရီးယားမင်းသားရနိုင်ဦးမယ်အကြီးကြီးဘူနှာခေါင်းကကြီးကြီးနှာခါးကထော်ထော်မျက်နှာချိုက်ချိုက်မျက်ခုံးမွေးကမြောက်ကတ်နေတယ်လို့ပဲလီတန်းကလည်းခွေးစအိုတန်းနဲ့ဦးအကြီးရှိလဲဘာထူးလို့လဲကိုဘကမန်ကြည့်လိုက်အောင်အဲ့မှာဘလူးမတ်တက်နေထားတဲ့မျက်နှာကိုမြင်ရလိမ့်မယ်ဘာပြောရဲဟူးထားပါလိဒါဆိုဖြစ်နိုင်တဲ့လက်ဆောင်ကိုပဲတောင်းရတော့မှာပေါ့ဟာအဲ့လိုမှာပေါ့ပထမဆုံးအနေနဲ့ဖိုးဖိုးကြီး10စက္ကန့်မျက်လုံးမိတ်ထားပြီနော်โอเคမိတ်ဆိုလည်းမိတ်ရတာပေါ့ကွာ1 2 3 4 5 6 8 9 10ကဲပြေးပြီဟဲ့ဘယ်တော့လဲဟာငါရဲ့သားရောမဟုတ်မလွယ်ရောငါရဲ့သားကိုလက်ဆောင်ဖြစ်ယူသွားတာလားမိချာဦးဘက်မှာတော့ဒါရာရာရာဟဲကိုရီးယားမင်းသားမရတော့လဲဖြစ်နိုင်တဲ့သူ့သားကိုပြန်ပြီးဆွဲကြလိုက်တာပေါ့လေဟီအမူနာချောလိုက်တာအားလုံးပဲပျော်စရာခရစ်စမတ်နေ့လေးကိုပိုင်ဆိုင်နေကြပါသေးရှင်တစ်နေ့လုံးပင်ပန်းခဲ့တဲ့မြဒီရက်လေးမြပျော်အောင်နေကြနော်ခရစ်စမတ်ဘူဘူဘက်မှာတော့အဲ့ကောင်မလေးငါသားကိုပြန်ပြီးဆက်ပြီးထွက်သွားတာကိုနင်တို့ကဘာလို့မသားကြလဲကျွန်တော်တို့မြင်တာကတော့ကောင်မလေးတယောက်တည်းထွက်သွားတာပါဗျဖိုးဖိုးရဲ့သားမပါပါဘူးဘာအေးလေဒါဆိုအဲ့ကောင်မငါသားကိုဘယ်ကြားထဲညက်ပြီးခေါ်ပြေးသွားလဲမိချာဦးတရားခရစ်စမတ်ဘဘိုးရဲ့သားကိုဘလို့ဖွက်ပြီးပြန်ပြီးဆေးသွားလဲဆိုတာဟာဘယ်သူမှမခန့်မှန်းမိပဲလူဝဲချက်ဖြစ်တာကြံရှိနေပါတော့တယ်ခန့်မှန်းခဲ့ကြနော်ခရစ်စမတ်ဘဘိုးလည်းသူ့ရဲ့သားကိုလိုက်ရှာရင်တချို့လူတွေကိုလက်ဆောင်ပေးဖို့မိသွားတော့တယ်မိချာဦးကျေးဇူးနဲ့ပေါ့ဟာဒီနေ့လက်ဆောင်မရပြန်ဘူးကွာခရစ်စမတ်ဘဘိုးတကယ်မရှိဘူးထင်တယ်အေးလေကြည့်နေရတယ်လည်းမရသေးဘူးမလားပြီးပါပြီဒါတော့ဟာတာဖြစ်ရေးတာထားတာပဲဖြစ်ပါတယ်အားလုံးပဲခရစ်စမတ်ညလေးမှာခရစ်စမတ်နေ့လေးမှာပျော်ရွှင်နိုင်ကြပါစေတတာ